ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့တင်ဆက်ပေးချင်တာကတော့ Championship ရဲ့တစ်နှစ်တာအကောင်းဆုံးနီးပြစုကို Coventry နီးပြဖြစ်တဲ့ Franklin ဘက်ကနေပြီးတော့ရရှိသွားတယ်ဆိုတဲ့အကြောင်းရဲ့သူ့ကိုအင်တာဗျူးရတာလေးကိုကျွန်တော်ဘာသာပြပေးမှာဖြစ်ပါတယ်အားလုံးကြည့်ရှုပေးကြပါဦးChampionship တစ်နှစ်တာအကောင်းဆုံးနီးပြစုရရှိတဲ့အတွက်ဘယ်လိုခံစားရပါလဲခင်ဗျာတကယ်ကိုဝမ်းသာပီတိဖြစ်ရပါတယ်နေရာတိုင်းမှာစူးစမ်းအားထုတ်ခဲ့ကြတာပါဒီစုကတူဦးတယောက်ချင်းစီအတွက်ပေးတဲ့စုဖြစ်ပေမဲ့ဒါကကျွန်တော်တို့အဖွဲ့သားတွေဝန်ထမ်းတွေနဲ့ကစားသမားတွေအားလုံးရဲ့စုပေါင်းအားထုတ်မှုကြောင့်ရရှိခဲ့တာပါဒီနှစ်ဟာကျွန်တော်တို့ဘလော့ကလပ်အတွက်ရောကျွန်တော်တို့ရရှိခဲ့တဲ့အောင်မြင်မှုအတွက်ပါတကယ်ကိုထူးခြားတဲ့တစ်နှစ်ဖြစ်ခဲ့ပါတယ်ဒီအတွက်ကြောင့်အားလုံးရဲ့စူးစမ်းအားထုတ်မှုကိုဂုဏ်ပြုချင်ပါတယ်ဒီညမှာနီးပြရဲ့ကစားသမားအချို့လည်းအတိမတ်ပြုခံရတာမြင်ရတော့ဝမ်းသာစရာပဲเนาะဟုတ်ပါတယ်သူတို့တွေအတွက်တကယ်ကိုဝမ်းသာပါတယ်သူတို့တွေကကွင်းထဲမှာအစွမ်းပြနိုင်ခဲ့ကြတာပါကျွန်တော်အမြင်အရဆိုရင်တစ်နှစ်တာအကောင်းဆုံးအသင်းလူစည်းမှာပါတဲ့ကစားသမားတွေဒီထက်မကတော့ရှိပါသေးတယ်ဒါပေမဲ့ဒီလိမှာအရေးချင်းရှိတဲ့ကစားသမားတွေအများကြီးရှိနေတာကိုလည်းကျွန်တော်ရှော့မတွက်ပါဘူးကျွန်တော်တို့ကစားသမား၄ယောက်ထိအကောင်းဆုံးအသင်းလူစည်းမှာပါရခွင့်ရတာဟာတကယ်ကိုခွန်ယူစရာပါသူတို့တွေကတရားဒီလုံးခြေစွမ်းတည်ငြိမ်ပြီးအကောင်းဆုံးကစားနိုင်ခဲ့ကြလို့ဒီစုနဲ့ထိုက်တန်ပါတယ်ပြီးခဲ့တဲ့နှစ်ကရှုံးနိမ့်မှုတွေရှိခဲ့ပြီးမြဲအခုလိုစံချိန်စံညွှန်းတွေကိုထိန်းထားနိုင်ဖို့နဲ့အသင်းကိုပြန်လည်စုစည်းဖို့ဘယ်လောက်ထိခက်ခဲခဲ့လဲခင်ဗျဟုတ်ကဲ့ခက်ခဲပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာတကယ်ကိုကောင်းမွန်တဲ့အဖွဲတစ်ခုရှိနေပါတယ်အသင်းမှာပြောင်းလဲအများကြီးမလုပ်ခဲ့ပဲအသင်းကိုအကျိုးပြုနိုင်မဲ့ကစားသမားအသင်းအနည်းငယ်ပဲဖြည့်တင်ခဲ့တာပါမနစ်ကရက်တည်ခဲ့တဲ့အနေထားကနေပဲကျွန်တော်တို့ရှစ်ဆက်ခဲ့တာပါရာသီဝက်နောက်ပိုင်းမှာအသင်းကတော်တော်လေးတိုးတက်လာခဲ့ပါတယ်ကစားသမားတွေကလည်းစိတ်အားထက်သန်မှုပြည့်ရှိခဲ့ကြပါတယ်လေအော့အဆင့်မှာကျွန်တော်တို့ရှုံးနေခဲ့ဖူးပေမဲ့ဒါဟာဘလုံးလောကရဲ့တဘာဝပါပဲကျွန်တော်တို့တင်ခဲ့စားယူပြီးချက်ချက်ခံနိုင်ဖို့ကြိုးစားခဲ့ကြပါတယ်ရာသီအစပိုင်းကနေအခုလိုပွဲစဉ်ဆက်တိုက်နိုင်ရပြီးဓာတ်ရိုက်တန်းတက်နိုင်မဲ့အမှတ်အရေးအတွက်မျိုးရအောင်ကစားသမားတွေဆက်ဆောင်နိုင်ခဲ့တာဟာတကယ်ကိုချီးကျူးစရာပါအားလုံးအတွက်တကယ်ဝမ်းသာရတယ်လို့ကျွန်တော်တို့အတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲအသင်းမှာနာမည်ကြီးစူပါစတာတွေမပါတာကလည်းထူးခြားချက်တစ်ခုပါပဲเนาะဥပမာThomas Sunster ဆိုရင်လွန်ခဲ့တဲ့အနှစ်ငယ်က League 2မှာကစားခဲ့တာပါ Mason Cliff ဆိုရင်လည်းပဲ National League ထဲမှာကစားခဲ့တဲ့သူပါအခုလိုကစားသမားတွေတဖြည်းဖြည်းတက်လှမ်းလာပြီးထိပ်တန်း League ကိုတွေ့အကြုံယူခွင့်ရတော့မှာဆိုတော့ပိုပြီးထူးခြားတာပေါ့နော်ဒါဟာကျွန်တော်တို့အစုဖွဲ့ရဲ့အားသာချက်တစ်ခုပါဒီလိုဇက်ကြောင်မျိုးရှိတဲ့ကစားသမားတွေအများကြီးရှိပါတယ်အဖရွန်တို့ Brandon တို့ဆိုရင်လည်းအစကတည်းကစူးစမ်းခဲ့ကြတာပါကျွန်တော်တို့ဒီမှာ Premier League အတွေ့အကြုံရှိတဲ့ကစားသမားအများကြီးမရှိပါဘူးဒါကြောင့်ပဲတင်းသားတွေရဲ့ပြင်းပြတဲ့ဆန္ဒကအရင်ကြီးမားခဲ့တာပါဒါဟာတစ်နှစ်ပတ်လုံးကျွန်တော်တို့ရဲ့ခြေစွမ်းတွေပေါ်မှာလည်းပေါ်လွင်နေပါတယ်သူတို့ရဲ့လေ့ကျင့်မှုတွေတိုးတက်အောင်စူးစမ်းမှုတွေကတကယ်ကိုကောင်းမွန်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့အလုပ်ကတော့သူတို့ကိုပံ့ပိုးဖို့နဲ့လမ်းပြပေးဖို့ပါပဲ Premier League ကကမ္ဘာအကောင်းဆုံး league ဖြစ်တယ်လို့ဒီ Championship League ကလည်းစိန်ခေါ်မှုရှိဆုံး league တစ်ခုပါကျွန်တော်တို့အကောင်းဆုံးလိုက်လျောညီထွေဖြစ်အောင်စူးစမ်းသွားမှာပါအခုချိန်မှာအလုပ်တစ်ခုကိုအဆုံးသတ်နိုင်ဖို့နဲ့ Championship ကိုအရယူနိုင်ဖို့ဘယ်လောက်ထိအရေးကြီးနေပြီလဲတကယ်ကိုအရေးကြီးပါတယ်ဒီလောက်ထိရောက်လာပြီးမှတော့ကျွန်တော်တို့အမျှော်မှန်းထားလို့အဆုံးသတ်နိုင်ဖို့လိုပါတယ်ရှေ့မှာကစားမှု၃ပွဲပဲကျန်ပါသေးတယ်အယုံဆိုင်မှုကိုပြည့်ထားပြီးတရားဒီလုံးကစားခဲ့တဲ့ပုံစံတိုင်းဆင်းဆက်သွားမှာပါဒီအဆင့်ထိရောက်လာပြီးမှလက်မလွတ်ချင်ပါဘူးပြီးခဲ့တဲ့ Blackburn နဲ့ပွဲတုန်းကခန်းစားချက်ကအော်စရာကောင်းပေမဲ့ကျွန်တော်တို့ထပ်ပြီးစူးစမ်းရအောင်ပါနောက်ဆုံးအနေနဲ့ပြည်သက်တွေအကြောင်းပြောပြရစီရောဒီရာသီမှာသူတို့တွေဘယ်လောက်ထိအားပေးခဲ့ကြလဲသူတို့တွေကအံ့ဩစရာကောင်းလောက်အားပေးကြတယ်ဗျကျွန်တော်တို့ကခိုင်မာတဲ့ပြည်သက်တစ်ခုရှိပါတယ်ဒီကလပ်က25နှစ်အတွင်းတန်းဆင်းသွားလိုက်ပြန်တက်လာလိုက်ဖြစ်နေတဲ့စက်ကြောင်ကတော်လေးထူးခြားပါတယ်အဲ့လိုခြေအနေတွေကပဲပြည်သက်တွေတော်ရောကျွန်တော်တို့တက်ပါစိတ်လှုပ်ရှားမှုတွေကိုပိုပြီးပြင်းပြစေရပါအင်ကွင်းမှာပဲဖြစ်ဖြစ် Blackburn လို့ဝေးကွင်းဒီမှာပဲဖြစ်ဖြစ်သူတို့ရဲ့အားပေးမှုတွေအတွက်ကျေးဇူးအများကြီးတင်ပါတယ်နှစ်ပေါင်းများစွာဒီကလပ်ကိုတစ္ဆာရှိပြီးအားပေးခဲ့ကြတဲ့ပြည်သက်တွေရဲ့ဘဝစက်ကြောင်တွေကကျွန်တော်တို့အတင်းသားတွေအတွက်တကယ်ကိုလှုပ်ဆောင်မှုတစ်ခုဖြစ်စေပါတယ်ပြည်သက်တွေကတကယ်ကိုအံ့မခံပါပဲဗျ